ကချင်ပြည်နယ်ကိုစားပြု၍2026ခုနှစ်ပြည်내နဲ့တိုင်းဒေသကြီးအမျိုးသား U18 ဘောလုံးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကချင်ပြည်နယ်အမျိုးသားဘောလုံးလက်ရွေးစင်အသင်းအောင်အောင်နိုင်ရေးအလံပေးရပွဲအခမ်းအနားကိုယမနေ့မေလ23ရက်နေ့ကမြစ်တနာမြို့ပေါ်ရှိပြည်내မိုးလုံလေးလုံးအောက်စားခန်းမမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာပြည်내ဝန်ကြီးချုပ်ခက်ထိန်နန်းကအောင်နိုင်ရေးအလံပေးရခဲ့ပြီးအမျိုးသားဘောလုံးလက်ရွေးစင်အသင်းမှအုပ်ချုပ်သူများနဲ့အားကစားသမားများကလက်ခံရယူခဲ့ကြတယ်လို့သိရပါတယ်။အိမ်နောက်ပြည်내ဝန်ကြီးချုပ်ဦးခက်ထိန်နန်းကဒီကနေ့ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ပြည်내နဲ့တိုင်းဒေသကြီးအသက်18နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲသို့ဂုဏ်ယူစွာဝင်ရောက်ရှင်ပြိုင်မဲ့ကချင်ပြည်နယ်ကိုစားပြုအသင်းအောင်နိုင်ရေးအလံပေးရပွဲခမ်းနားကိုကျင်းပခွင့်ရတဲ့အတွက်အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးဒီပြိုင်ပွဲကြီးမှာမိမိတို့ဒေသခံလူငယ်အားကစားသမားများဟာနီးပြဆရာများရဲ့စနစ်တကျလေ့ကျင့်ပြိုးထောင်မှုအောက်မှာနီးစနစ်ပိုင်းစိတ်ဓာတ်ပိုင်းနဲ့အသင်းလိုက်စည်းလုံးညီညွတ်မှုတို့ဖြင့်အကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရှိရသဖြင့်ပြည်내အစိုးရအဖွဲ့အနေဖြင့်အထူးပင်အားရဂုဏ်ယူမိပါကြောင်းထပ်မံပြောကြားခဲ့ပါတယ်။ဒါအပြင်ဒီကနေ့ပေးရလိုက်တဲ့အောင်နိုင်ရေးအလံဟာကချင်ပြည်နယ်တစ်ခုလုံးရဲ့ချစ်ချေမြတ်တောင်စုစည်းမှုနဲ့မျှော်လင့်ချက်တွေကိုကိုစားပြုပါတယ်။ဒီအလံဟာအားကစားသမားများအားလုံးရဲ့ကြိုးစားအားထုတ်မှုနဲ့အတူပြိုင်ပွဲတစ်လျှောက်ကချင်ပြည်နယ်ရဲ့အောင်လံအဖြစ်လွှင့်ထူနိုင်ပါစေ။ပြိုင်ပွဲစီတို့အရောက်လန်းနိုင်ပါစေကြောင်းအားပေးစကားပြောကြားခဲ့ပါတယ်။အိမ်နောက်အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူးဦးအောင်တူက U18 အားကစားသမားတွေအနေနဲ့ကိုစွမ်းညံစွမ်းနဲ့စီလုံးမှုတို့ဖြင့်ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတဲ့အတွက်အားကစားစိတ်ဓာတ်အပြည့်ဖြည့်ရှင်ပြိုင်ပြီးကချင်ပြည်နယ်အတွက်ဂုဏ်ယူဖွယ်ရလဒ်များယူဆောင်လာနိုင်မည်ဟုယုံကြည်ပါကြောင်းပြောကြားခဲ့ပါတယ်။အဆိုပါ2026ခုနှစ်ပြည်내နဲ့တိုင်းဒေသကြီးအမျိုးသား U18 ဘောလုံးပြိုင်ပွဲကိုမေလ19ရက်နေ့မှဇွန်လ3ရက်နေ့အထိကျင်းပမည်ဖြစ်ပြီးအုပ်စုဖွဲ့ပွဲစဉ်များကိုဖတ်အံ၊တောင်ကြီး၊ပဲခူးနှင့်ပသိမ်မြို့များတွင်ကျင်းပသွားမည်ဖြစ်ကောင်ရှုံးထွက်ပွဲစဉ်များနှင့်ဗိုလ်လုပွဲကိုရန်ကုန်မြို့တွင်ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပြိုင်ပွဲဝင်ကစားသမားများအတွက်ကချင်ပြည်내အစိုးရအဖွဲ့နှင့်ဒေသခံစီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ U18 အမျိုးသားဘောလုံးလက်ရွေးစင်အတင်းအောင်ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးအောင်နိုင်ရေးအတွက်ကူညီပံ့ပိုးပေးသူများကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။